တပိတ်တာပဇွန်တပိတ်တာဝက်ဥစော50တာမုတ်ဖက်ကဗိတ်တာဆလက်ရွက်က9စီအခွားသီးက10လုံးရုံးမလေးသီးကအတောက်20နဲ့ဝက်ဆလက်လေးလောက်ကြွေးတာပေါ့ရှင်ဒါအခုမှချက်လိုက်တဲ့ကင်ဂျီဟင်းကြိုလေးကင်ဂျီဟင်းကြိုလေးကင်ဂျီကွန့်ကိုလှုပ်ထားလေကင်ဂျီဟင်းကြိုလေးကလေးတွေကိုလှုပ်ပေးတယ်ဒါကကြတော့ပဇွန်ဒီမှာကျမဟိုနေအကေမှုတ်ပေါ့နော်မာလာအကေမှုတ်နဲ့ဒါပဇွန်လူးထားတယ်ဒါကကြတော့ဝက်ဥစုံဥမာကြီးရယ်အဆုပ်ရယ်အဲ့ဒါလေးတွေအတုံးလေးတုံးထားပြီးတော့မာလာအဆက်မုံနဲ့ကျမနေထားတယ်ဒါကတော့ကျမကဒီဟာကိုစားလေးနည်းနည်းနဲ့နေထားပြီးတော့ဒီလိုအမြောင်းလေးတွေလောက်ထားတယ်ဒါသုံးသက်တာအမြောင်းလေးတွေအရန်ကောင်းတော့ဒါဆိုနိုးအောင်သားလေးရန်ကောင်းကျမကတော့ထောပတ်မသုံးတော့ဘူးပေါ့ရှင်ဒီမှာအိုးတက်မှာဆိုလို့ဒါအလုံးပေါင်းဆိုရင်8000ကျော်ပေါ့နော်ဒီမှာအဆက်မုတ်ဒါအဆက်မုတ်ကိုယ်တိုင်ဆက်တာကျမရဲ့အဆက်မုတ်အတင်ကဒီမှာအဆက်မုတ်ရမ်းမွေးအကြည့်မွေးနာပဲအနက်ရလားမတို့အဆက်မုတ်တို့စားလဲရတယ်အတင်ကဒီအချင်းကိုလေဒါတမ်းမြာသီးပါတယ်မကြီးသီးနှစ်ပါတယ်စိန်နရုပ်စီတုပ်ပါတယ်ပြီးရင်နရုပ်သီးစိန်ကျွတ်သွန်ပြူချင်းဇပလင်းနန်းနန်းပင်အမြင့်ပြီးရှက်နနန်အမြင့်အဲ့ဒါပါတယ်မဂီပဲငန့်ပြာရီပါတယ်ခညက်ရီပါတယ်စားနည်းနည်းပါတယ်စက်သားမုတ်နည်းနည်းပါတယ်အဲ့ဒါလေးကိုကြိတ်ပြီးတော့တမ်းမြာသီးနဲ့ပေါ့နော်ဟိုနေလေးပြစ်ကလေးကျွန်မစားခြင်းတဲ့ပုံစံမျိုးဒီလိုအနံ့မျိုးကတော့ဆလတ်ဖြစ်တဲ့အတွက် तू ကဟိုဒီထဲမှာအချင်းမာကအနှစ်ရတာပို့ထည့်တာရတယ်ဆိုတော့ဒီမှာရတာမလူးတာကိုလေသူ့ရဲ့ဝက်ရဲ့အချိုရတာကိုပဲသွားမှာဆိုတော့အပြီးမုတ်ဖက်နဲ့စလိရွက်ကလေးနဲ့ညုံကျိတ်ကျွတ်သွန်ပြတော့ရဲ့ခလေးတွေစားကြပေါ့ဟိုနင်းလေသူများရဲ့လာမေးတယ်ဟိုနင်းနဲ့လက်သေးရှိတ်ထားတာတဲ့အိမ်မှာရောတကယ်ချက်ရလားတဲ့ကျမတို့ကကျွမ်းကျင်အဆင်ဖြစ်လို့ရှိရင် pro နဲ့မှာ fashion နဲ့ဖြစ်သွားပြီ professional မဟုတ်တော့ professional အဲဆိုရင်ဒါအစီသားလေးဒါမှတည်းကအရင်ဦးဆုံးဒါလေးကိုစားလေးနဲ့နည်းနည်းလူးပြီးတော့မှလေဟိုနေရေခဲတက်တာတဲ့လို့တောက်ကလေးဖြစ်အောင်15မိနစ်လောက်ခဲကန်တွေကိုထည့်ထားလိုက်တာဒီလိုဖန်းလေးတွေနဲ့ရေးဆေးပြီးတော့မှလေးရလို့ကောင်းတယ်ဒါတော့မှနည်းနည်းစောသေးတယ်နဲ့ပိုတောက်လေးရရင်ပိုကောင်းတာပေါ့ကွဒါဝတ်တပိတ်တာ50ထဲမှာနည်းနည်းခြံသားသေးတယ်ပြီးတော့မှပစုံဆိုတဲ့မှာကောင်းနေရောဒီကျမအဲ့လိုအပြားလိုက်ကိုနင်းလောက်ပြီးအတုံးလေးတွေပြန်တုံးတာပါတော့တော့ပေါင်းမီးလေးနဲ့ရှော့ပေးပါကျမတို့ကတော့ဆွဲတော့မယ်ရှင်ကျမတို့ကတော့ဆွဲတော့မယ်မင်းကတော့ကျမရဲ့ပဇွန်မော်နော်ဟုတ်တော့တော့လေဘုဖလေးနဲ့မတော့ချူနဲ့ကိုအိမ်မှာဆိုတော့ကိုစားခြင်းစလို့စားတာပေါ့သိရလားကိုအာသီသားဖြစ်နေတာဟုတ်ကော